အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပေးသက်တဲ့အားလုံးမင်္ဂလာပါ Manchester United ရဲ့အသင်းကောင်းဆောင် Bruno Fernandes ကတော့အခုလောလောဆယ်မှာနွေရာသီမှာကလပ်ကထွက်ခွာသွားမယ်ဆိုတဲ့သတင်းတွေထက် Saudi Arabia ကိုပြောင်းရွှေ့မယ်ဆိုတဲ့သတင်းတွေကိုညှင်းလိုက်တယ်အသက်30ရွယ်ရှိတဲ့ Bruno ကသူ့ရာသီကုန်မှာအသင်းနဲ့လမ်းခွဲမယ်ဆိုရင်တောင်မှသူ့ဘက်က Saudi Arabia ကိုတွားမယ်ဆိုတဲ့သတင်းတွေအားလုံးကိုညင်းတယ်သူဆော်ဒီကိုမပြောင်းချင်သေးဘူးသူ့ရဲ့အသက်အရွယ်ကြောင့်ဥရောပမှာသူတေချာပေါက်ဆက်ကစားနိုင်သေးတယ်လို့သူယုံကြည်တဲ့အတွက်အသင်းပြောင်းဖို့ဆန္ဒမရှိဘူးပြောင်းမယ်ဆိုရင်တောင်မှဥရောပဘောလုံးကဘာကထွက်ခွာမှာမဟုတ်ပဲဆော်ဒီအာရေဗျကိုလည်းပြောင်းရွှေ့ဖို့ဆန္ဒမရှိဘူးလို့ဆိုတယ်အဲ့ဒါက BBC မှာဖော်ပြထားတဲ့ report မှာ Fernandes က Saudi Pro League ကိုပြောင်းမယ်ဆိုတာတွေအကုန်လုံးကိုညင်းထားတယ်သူ United မှာအနည်းဆုံးတော့ဒီနေ့ရာသီထိဆက်ရှိပြီဆိုတော့ January ကာလမှာထွက်နေတဲ့ကောလာဟာလာတွေလည်းပျောက်ပြီးသူတေချာပေါက်အသင်းမှာဆက်ရှိမယ်အဓိကကတော့ဒီ club အသင်းနဲ့အတူဥရောပ Champions League နဲ့ European Competition ပြိုင်ပွဲတွေကိုဆက်ကစားခြင်းတဲ့အတွက် Manchester United မှာဆက်ရှိမယ်ဒီနေရာမှာ Bruno Fernandes ကနောက်ထပ် option တစ်ခုရှိတယ်ရာသီကုန်လုံးမှာဥရောပပြိုင်ပွဲမဝင်ဘူး Champions League ဝင်ခွင့်မရခဲ့ဘူးဆိုရင်တော့သူ့ဘက်က decision တစ်ခုတော့ရှိတယ် Man United ကသူထွက်မယ်ဆိုရင်တော့သူက Saudi ကိုလုံးဝမပြောင်းဘူးလို့ပြောထားပြီးသားဆိုတော့အစောပိုင်းတုန်းကအာနာဆာကသူ့ကိုခေါ်တဲ့အာဟီလာတို့ဒါအာလီတို့အဟီတီယက်တွေအသင်းကလိုချင်တယ်အထူးဖြင့်ခရစ္စတီယာနိုရိုနယ်ဒိုကအာနာဆာအတွက်ကစားစီချင်တယ်ဒါပေမဲ့ Bruno က Saudi ကိုမသွားဘူးလို့ပြောထားတဲ့အချိန်မှာသူ့ဘက်ကတကယ်လို့ Manchester United အသင်းဥရောပ Champions League မဝင်တာတို့ဥရောပပြိုင်ပွဲမဝင်ရင်ကလပ်ကထွက်ဖို့ရှိပေမဲ့အခြားဥရောပအသင်းတစ်သင်းနဲ့ European ပြိုင်ပွဲဝင်ခွင့်ရမယ်အသင်းတစ်သင်းကိုပြောင်းရွှေ့ဖို့ဆန္ဒရှိတယ်လို့ဆိုထားတယ်ဆိုတော့ပြောချင်တာကရာသီကုန်ထိကျွန်တော် United မှာဆက်ရှိမယ်ဥရောပဝင်ခွင့်တွေရဖို့အတွက် Champions League ဝင်ကြကျွန်တော်ဆက်ပြီးကြိုးစားမယ်ဒါပေမဲ့နွေရာသီမှာလမ်းခွဲမယ်ဆိုရင်တော့ Saudi တော့မပြောင်းဘူး United ဥရောပဝင်ခွင့်မရခဲ့ရင်ဒီထက်ပိုကောင်းတဲ့ဥရောပပြိုင်ပွဲဝင်ခွင့်ရမယ်အသင်းတစ်သင်းကိုသူတွားပြောင်းရွှေ့ဖို့ဆန္ဒရှိတယ်ဆိုတော့ဖြစ်နိုင်ခြေဘယ်သင်းရှိမလဲဆိုတော့ Bruno Fernandes ကအခု Manchester United က Champions League ဝင်ခွင့်ရဖို့တော့ကအဝေးတော့လိုသေးတယ်။ရာသီဆုံးပွဲစဉ်ဖြစ်တဲ့ကြောင့်ဒါဥရောပဝင်ခွင့်တော့က possibility ရ chance ကရှိသေးတယ်။ဒါပေမဲ့တကယ်လို့ Man United ကခုနပြောတဲ့သူရဲ့ target တွေသူတို့ထားတဲ့ aim တွေအားလုံးမပြေဝခဲ့ရင်အသင်းကသူထွက်သွားနိုင်တယ်။ Saudi မသွားဘူးလို့ဆိုထားတဲ့အချိန်မှာဖြစ်နိုင်ပြီဗျာကျွန်တော်ဥမာ attacking midfield player လိုတဲ့အသင်းတွေ Bruno Fernandes available ဖြစ်ပြီဆိုခေါ်ချင်တဲ့အသင်းတွေအများကြီးပဲ။ဘာကြောင့်လဲဆိုသူ့ရဲ့ vision သူ့ရဲ့ဖန်တီးမှုအားတွေအားလုံးကတော်တော်များများသဘောကျတယ်။ Maybe Tottenham Hotspur က James Maddison ညမှာ